မင်္ဂလာပါရှင်ဒီကနေ့2026ခုနှစ်ဧပြီလ20ရက်တနင်္လာနေ့မနက်ခင်းကနေပရိသတ်အားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်အခုချိန်ကတော့မိုးစလကနေမနက်9နာရီမှလက်လက်ဆက်ဆက်ထုတ်ပြန်လိုက်တဲ့နေ့စဉ်မိုးလေဝသတရေအခြေအနေတွေကိုတင်ဆက်ပေးမယ့်အချိန်ပဲဖြစ်ပါတယ်ကဲဒီကနေ့မှာတော့ကျမတို့မြန်မာနိုင်ငံရဲ့ရာသီဥတုကဘလို့ရှိနေမလဲဘယ်ဒေသတွေမှာမိုးရွာပြီးဘယ်နေရာတွေမှာအပူချိန်တွေမြင့်တက်နေမလဲဆိုတာအတူတူနားဆင်ကြည့်လိုက်ရအောင်ရှင်။အရင်ဆုံးမိုးရွာနိုင်ခြေရှိတဲ့အခြေအနေလေးကိုကြည့်လိုက်ရအောင်။ဒီကနေ့ညနေအထိခန့်မှန်းချက်အရစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျဲကျဲမိုးထီချုံရွာနိုင်ပါတယ်။နေပြည်တော်မန္တလေးမကွေးစကိုင်းတိုင်းအောက်ပိုင်းတနင်္သာရီတိုင်းကယားကရင်ချင်းနဲ့မွန်ပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထီချုံရွာနိုင်ပြီးမိုးရွာဖို့တေချာမှုက80%အထိရှိနေပါတယ်။ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာတော့တိမ်အသိမ့်အသက်ပဲရှိနေမှာပါ။အထူးသတိထားရမယ့်အချက်ကတော့မိုးတိမ်တောင်တွေဖြစ်ထွန်းနေတာပဲဖြစ်ပါတယ်။စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်တွေရွေ့လျားလာလမ်းကြောင်းတွေရှောင်လီကင်းတိုက်တာမိုးသီးကျွေတာမိုးထီချုံရွတာနဲ့အတူလျှက်စီးနဲ့တာမိုးကြိုးပစ်တာမျိုးတွေဖြစ်နိုင်လို့အထူးပဲသတိပြုကြဖို့တိုက်တွန်းပါစေရှင်။နေပြည်တော်နဲ့မန္တလေးပတ်ဝန်းကျင်မှာတော့မိုးရွာနိုင်ခြေ60%ရှိပြီးရန်ကုန်မှာတော့တိမ်အနှဲငယ်ပဲထပ်ထွန်းပါလိမ့်မယ်။ပင်လယ်ပြင်ခရီးသွားလာမဲ့သူတွေအတွက်ကတော့မြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအသည့်အတန့်ကနေအနှဲငယ်ပဲရှိပါမယ်။လှိုင်းအမြင့်ကတော့4ပေကနေ6ပေဝန်းကျင်လောက်အထိရှိနိုင်တယ်လို့သိရပါတယ်။ရှေ့လာမဲ့2ရက်အတွင်းမှာလဲစကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကချင်ချင်းမွန်ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးဆက်လက်ရွာနိုင်ပါသေးတယ်။ကဲမိဘပြည်သူများရှင်ရာဒီဥတုအခြေအနေကတနေ့နဲ့တနေ့မတူပဲပြောင်းလဲနေတတ်တာမို့အမြဲတမ်းဂရုစိုက်ကြပါလို့မှာကြားချင်ပါတယ်အခုလိုမိုးလေဝသသတင်း update တွေကိုနေ့စဉ်လက်မလွတ်တမ်းသိရှိနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်နားဆင်ပေးကြတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်တာယာအေးချမ်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်